မင်္ဂလာပါဒီနေ့မှာတော့ကောင်းချင်းကြိုက်သူတိုင်းအကြိုက်တွေ့စေမယ်မှုမွေးအေးအေးလေးနဲ့ရန်စားကောင်းတဲ့ရွှေထမင်းလုပ်ပြပေးပါမယ်အရင်ဆုံးတညလုံးရေစိမ့်ပြီးတန်းစင်ဆေးကြောထားတဲ့ကောင်းချင်းကိုပိတ်ဆက်ခံထားတဲ့ပေါင်အိုးထဲထည့်ပေးပါမယ်အပူငွေ့ဝင်လည်စေဖို့အလယ်မှာအပေါက်လေးတွေဖောက်ပေးပါမယ်ပြီးရင်ပိတ်စလေးကိုပြန်အုပ်ပြီးအဖုံးအုပ်ခါစပေါင်းပေးပါမယ်။ကောင်းချင်းနဲ့မနဲ့ကိုလက်နဲ့စမ်းကြည့်ပါမယ်။ကောင်းချင်းမနဲ့သေးရင်တော့စပေါင်းပေးရပါမယ်။အပေါ်ကနေရေအနှဲငယ်တောက်ပေးရင်တော့နက်တာပုံမြန်ပါတယ်။အခုထညက်20ကျက်သားကိုရေစံချိန်ခွက်4ခွက်နဲ့ကြိုပေးပါမယ်ထညက်တွေအရေးပြောသွားပြီဆိုရင်တော့စကားနဲ့စစ်ပြီးအညစ်အကြေးတွေကိုဖယ်ရှားပေးပါမယ်ပြီးရင်တန်းစင်ထားတဲ့ထညက်ရည်တွေကိုပွက်ပွက်ဆူလာတဲ့အထိထပ်ကြိုပေးပါမယ်။စာအနှဲငယ်ထည့်ပေးပါမယ်။ကောင်းချင်းလေးနှက်ပြီဆိုတော့ထညက်ရည်တွေထည့်ပြီးတေချာမှုပေးပါမယ်။အချို့အရသာကိုတော့မိမိစိတ်ကြိုက်ထညက်အနေများနဲ့ချိန်ညှိနိုင်ပါတယ်။အိုးမကတ်စေဖို့စီအနှဲငယ်ထည့်ပေးပါမယ်။ရေခမ်းပြီးစီးကက်ကက်ဖြစ်လာတဲ့အခါစီးတုတ်ထားတဲ့ဗန်းနဲ့ထည့်ပြီးဖြန့်ပေးပါမယ်ညနေပြင်ညင်ညအောင်ညှိပေးပြီးအေးခံထားလိုက်ပါမယ်အခုဆိုရင်တော့မှုမွေးအေးအေးလေးနဲ့ရန်စားကောင်းတဲ့ရွှေထမင်းရရှိပါပြီအပေါ်ကနေချစ်ထားတဲ့အုံသီးပတ်ကလေးတွေဖြူပေးလိုက်မယ်ဆိုရင်တော့မှုမွေးအေးအေးလေးနဲ့အရသာပြည့်စုံတဲ့ရွှေထမင်းကိုသုံးဆောင်လို့ရပါပြီ